အမျိုးသမီးဟာသူ့ရဲ့သားသမီးနှစ်ယောက်ကိုခေါ်ပြီးဖះเจ้าထဲမှာဦးချလိုက်ရုံပဲရှိသေးတယ်ဖះเจ้าထဲကရှန်ချိုင်နဲ့နဂါမင်းသမီးရုပ်တုတွေကကြောက်လန့်တကြားတဲ့သူတို့ရဲ့ရွှေကိုယ်တွေကိုအစိမ့်စိမ့်မော်မော်ခွဲလိုက်ကြပါတယ်ဘာကြောင့်လဲဆိုတာကိုမသိတဲ့ရွာသားတွေကတော့ဒါဟာနတ်ဖះတွေအမျက်ထွက်နေတာလို့ထင်ပြီးနတ်ဖះတွေကိုတောင်းပန်မှုအတွက်အမျိုးသမီးနဲ့ကလေးနှစ်ယောက်ကိုရိုက်တက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်တကယ်တော့သူတို့ရဲ့ဒီလိုရကမှနတ်ဖះတွေကိုတကယ်စော်ကားနေမှန်းသူတို့မသိကြပါဘူးတကယ်တော့အမျိုးသမီးကကလေးတွေကိုခေါ်ပြီးဖះเจ้าထဲကိုဝင်လာကြတဲ့ကရှန်ချိုင်နဲ့နဂါမင်းသမီးဟာဒီကလေးနှစ်ယောက်ကိုအမှတ်မိခဲ့တာပါသူတို့နှစ်ယောက်ဟာနမင်းကြီးကလူလောကမှာထားခဲ့တဲ့သားသမီးတွေဖြစ်နေလို့ပါအရင်တုန်းကနမင်းကြီးကကောင်းကင်ဘုံရဲ့သခင်လေးဖြစ်နေစင်မှာပဲနတ်မယ်တော်ရဲ့အမေရနတ်ပလင်ကိုမဆက်ခံခင်မှာပဲလူပြည်ကိုဆင်ပြီးအတွေ့အကြုံယူခဲ့ပါတယ်အဲဒီတုန်းကသူဟာကြောက်အိမ်တော်ကသမီးကြီးကြောက်မှုရွှင်နဲ့ဆုံးခဲ့ပါတယ်မှုရွှင်ဟာအသက်60အရွယ်အဖိုးကြီးတယောက်စီမှာမရင်ငယ်အဖြစ်အတင်းချက်အိမ်နောက်ချပေးခြင်းကိုခံနေရတာပါမှုရွှင်ကတော့အဖိုးကြီးရဲ့မရင်ငယ်ဖြစ်မဲ့အစားတဖုံးစားနဲ့ပဲလက်ထပ်မယ်လို့အော်ဟစ်ညင်းဆက်နေချိန်မှာပဲတဖုံးစားအဖြစ်အသွင်ပြောင်းလာတဲ့နမင်းကြီးဟာမိတွေးဖြစ်သူရဲ့ခေါ်ယူမှုကြောင့်အိမ်ထဲကိုရောက်လာပါတယ်သူတို့အမြင်မှာတော့အပေခံရတဲ့မှုရွှေဟာတဖုံးစားနဲ့ပဲတန်တယ်လို့ထင်နေကြတာပါဒါပေမဲ့သူတို့ကိုယ်တိုင်မှုရွှေကိုသူတို့လမ်းမမီနိုင်တဲ့မြင့်မြတ်တဲ့နေရာတစ်ခုစီတွန်းပို့ပေးနိုင်မှန်းသူတို့ကိုယ်တိုင်မသိခဲ့ကြပါဘူးလင်းနောက်လိုက်ရမယ်ဆိုတဲ့စကားအတိုင်းမှုရွှေဟာတဖုံးစားနဲ့အတူဖះเจ้าဖြစ်ကြီးမှာသွားနေဖို့သဘောတူလိုက်ရပါတယ်နမင်းကြီးစောင့်နေတာကလည်းဒီစကားပါပဲသူကလက်ထဲကရစ်တောင်ကိုတစ်ချက်လောက်လျှာလိုက်ရုံနဲ့ပြည့်စည်နေတဲ့ဖះเจ้าဟာဇင်ငယ်ပြီးသားအင်ကြီးတစ်လုံးဖြစ်ကိုချက်ချင်းပြောင်းလဲသွားပါတယ်မှုရွှေကလည်းသူခင်မိုးကဘာတူလဲဆိုတာကိုစိတ်ဝင်စားပါဘူးသူလူဖြစ်သွားရင်ပဲကျင်းနေပါပြီအဲ့ဒီအချိန်မှာကောင်းကင်ဘုံကစီတမန်တွေရောက်လာပြီးသခင်လေးနတ်မယ်တော်ကြီးကပြန်လာဖို့ခေါ်နေရလို့သတင်းပို့ပါတယ်တိပြီးပြန်ချတော့လို့ပြောပြီးမှုရွှေကိုငါလုပ်ကိစ္စလေးရှိလို့9ရက်လောက်ခွဲသွားရမယ်9ရက်ပြည့်မင်းကိုလာကြုံမယ်နော်လို့လည်းမှာခဲ့ပါတယ်တကယ်တော့နတ်မယ်တော်ကြီးအနားယူတော့မှဖြစ်လို့3လောကကိုစီရင်ခွင့်ရှိတဲ့ကြောက်စိမ့်တစိမ့်တော်ကိုနမင်းကြီးစီကိုလွှဲပေးချင်နေတာပါဒါပေမဲ့နမင်းကြီးကနတ်ပလင်တက်ဖို့ထက်လူပြည်ကသူ့ဇနီးကိုအရင်ကြိုချင်နေပါတယ်လူပြည်လဲသွားတာချွေးမတယောက်ရလာတာပေါ့ဒါဆိုရင်ငါနတ်မြီးလေးတွေချေရတော့မှာပေါ့ငါတို့နတ်မျိုးနွယ်ကတအူးတီတော်သားတွေကြီးပဲမင်းက9999ဆက်မြောက်တအူးတီတော်သားပဲမင်းဇနီးကသာနတ်ကလေးတွေမွေးဖွားပေးနိုင်ရင်သူဟာငါတို့နတ်လောကရဲ့သူရဲကောင်းမဲ့လို့နတ်မေတော်ကြီးကဝမ်းသာအားရပြောပါတယ်ပြီးတော့မတွေ့ရသေးတဲ့ချွေးမအတွက်နတ်ပန်းတီနဲ့နတ်စီလုံးတွေကိုလက်ဆောင်ပေးဖို့ပြင်ဆင်ထားပါတယ်နမင်းကြီးကလည်းသတိနဲ့ခွဲခွာလာရတာ9ရက်ပဲရှိသေးတယ်အခုပဲသူတို့ကိုတွေ့ချင်နေပြီလို့ရှက်စကန်နဲ့ပြောပါတယ်အဲ့ဒီကဘာ9ရက်လဲနတ်ပြည်ရဲ့တရက်ဟာလူပြည်ရဲ့တစ်နှစ်ပဲအဲ့ဒီမင်းကလေးမင်းကိုစောင့်နေတာ9နှစ်ရှိသွားပြီလို့ကြားရတဲ့အခါမှာနမင်းကြီးကလည်းထိတ်လန့်သွားပါတယ်9နှစ်ဆိုတဲ့အချိန်အတွင်းမှာမိုးရွှေရဲ့မိဘတွေနဲ့ညီမဖြစ်သူကသူ့ကိုနှိပ်စက်ကြတော့မှသူသိတာပေါ့သူထင်တဲ့အတိုင်းမှာပဲနမင်းကြီးထွက်သွားပြီးရဲ့နောက်မှာမိတွေးဖြစ်သူကမိုးရွှေနဲ့သူ့ရဲ့သားသမီး2ယောက်ကိုအင်ကိုခေါ်လာပြီးအင်စီတက်တောင်ပို့ဆိုးအောင်ခိုင်းစေနှိပ်စက်ပါတယ်ညီမဖြစ်သူနဲ့တမတ်ဖြစ်သူအင်ပြန်လာချိန်မှသာမိတွေကပြုံးပြုံနေတတ်တာပါညီမဖြစ်သူရဲ့ခင်မုန်းကမြို့တော်ရဲ့အချမ်းသာဆုံးသူဖြစ်တာကြောင့်အင်ပြန်လာတိုင်းတမိုးကြီးလက်ဆောင်တွေယူလာတတ်ပါတယ်ဒါကြောင့်လည်းမိတွေကမိုးရွှေနဲ့တပုံးစားခင်မုန်းကိုပို့ပြီးတော့အထင်သေးနေတာပါသူတို့ရဲ့ချမ်းသာမှုကိုကြွားကျင်တာကြောင့်မှုရှင်တဲ့ကလေးတွေကိုပါနတ်ဖျားချောင်းကိုဖျားဖို့အောင်ခေါ်သွားပါတယ်။ဒါပေမဲ့ရှန်ချိုင်နဲ့နဂါမင်းသမီးကကလေးနှစ်ယောက်ကိုမြင်တဲ့အခါမှာတော့သူတို့ကိုယ်ထဲကနတ်မင်းကြီးရဲ့သွေးတွေစီးနေရကြောင်းထိတ်လန့်သွားပါတယ်။မင်းတို့ဘာရက်လုပ်နေကြတာလဲမင်းတို့ရဲ့မျိုးမစစ်ကလေးတွေကိုခေါ်ပြီးစစ်စင်ထူထောက်ကြစမ်းလို့မိတွေကအော်ဟစ်ပါတယ်ရွာသားတွေကတော့မှုရွှေနဲ့ကလေးတွေကနတ်ဖျားကိုစော်ကားလိုက်လို့နှရုပ်တွေကွဲထွက်သွားတာထင်ပြီးဝိုင်းဆဲနေကြပါတယ်အဖေဖြစ်သူကလည်းကလေးနှစ်ယောက်ကိုရိုက်တက်ဖို့ပြင်နေပါတယ်မင်းတို့ကိုငါမလွတ်ဘူးပဖုံးသားရဲ့သားသမီးတွေကနတ်ဖျားเจ้าမှာလာမရှုံနဲ့ငါတို့စီပွားရေးထိခိုက်ကုန်မယ်လို့လည်းအော်ဟစ်နေကြပါတယ်မှုရွှေကတော့သူ့ခင်မိုးပြန်မလာခင်မှာကလေးတွေကိုအထိခိုက်မခံချင်တာကြောင့်အသက်နဲ့လဲပြီးကာကွယ်ပေးနေပါတယ်အဲ့ဒါမိတွေးနဲ့အဖေကိုပို့ပြီးတော့ဒေါသထွက်စေပါတယ်ဒီကောင်မလေးကငါ့ကိုပြန်ပြောရဲတယ်ပေါ့ဖမ်းနာကြစံဒီနေ့တော့ခေါင်းကွက်တဲ့အထိဥတိုက်ခိုင်းမယ်မင်းတို့ရဲ့သွေးတွေနဲ့နတ်ဖျားကိုပူဇော်မယ်လို့အမိန့်ပေးပါတယ်အဲ့ဒီအချိန်မှာပဲနဂါမင်းသမီးကငါမနေနိုင်တော့ဘူးအခုချက်ချင်းကိုရောင်ပြတော့မယ်နတ်မိတ်ကိုဖိဆန်ရလဲတန်ပါတယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနေရောငါခံစားနေရပြီအားကောင်းတဲ့နတ်ဖျားအရှိန်ဝါတစ်ခုဆင်းသက်လာပြီနေရုံအချင်းချင်းစကားပြောနေကြတော့မှပဲတကယ်နတ်မင်းကြီးကကြွလာပြီးရက်လိုက်ကြစမ်းလို့အော်ဟစ်ပါတယ်